မိုးရိပ်ထေဆိုတဲ့သူကအိမ်မှာတူးလေးသောသားယောက်ျားလေးမွေးကလေးကထူးခြားတယ်လို့ပြောတယ်ဘေဘက်လက်ရဲ့လက်ကောင်ဝစ်သွေးကြောနေရာလေးမှာနှင်းပွင့်ပုံစံနဲ့တူတဲ့အမှတ်တီးတီးလေးကမွေးတွေကပါလာခဲ့တာဘာအတိတ်ပဲလေတော့မသိတမိသားစုလုံးနဲ့အဖိုးအဖွားအတော်ဒီကအစဝိုင်းပြီးတီးတီးလို့ချစ်ကြတဲ့တတိသားလေးပေါ့လူတိုင်းတာနေတဲ့မိုးရိပ်တယောက်အတွက်အမြဲတမ်းစိတ်အနှောက်ယှက်ပြီးနေတဲ့အရာတစ်ခုရှိသည်အဲ့ဒါကဘာလေးဆိုတော့သူငင်းငီလေးတွေကအမြဲအိမ်မက်မမိခဲ့ရတယ်လို့အဲ့လူကဘသူလဲသူသိချင်တယ်အဲ့အိမ်မက်ကကိုပါလေသူနေ့ကိုဘလူးပတ်သက်နေတာလေဒီလူဘာမှမသိပဲပို့လာတာကသူ့ကိုအမြဲတမ်းတွေးရင်စိတ်ရှုပ်စေသည်ဒီမီသူတက်ကတူစားတရမီနေထုံးစံအတိုင်းအိမ်မက်ပြီးဘူးလာခဲ့တယ်သူအိမ်မက်ဒီမနက်ခင်းတိုင်းစိတ်ရှုပ်ထွေးမှုအဖြစ်နဲ့မကြည့်မသာထားလာဖြစ်သည်ကြောင်တရားမီပထမဆုံးနေ့ကိုတော့စိတ်လှရှာနေမိသည်ရေမိုးချိုးပြီးတဲ့အခါမှာတော့ညစ်နေတဲ့စိတ်တွေကအနှဲငယ်လန်းဆန်းသွားသလိုခံစားမိသည်ညာတဲကအန်တီလင်းမီးဘူးတိုက်ပေးထားတဲ့ကြောင်ဝစ်ဆောင်အစ်စ်လေးကိုတေးချတရက်စွာဝစ်လိုက်သည်ကြောင်ဝစ်ဆောင်လေးနဲ့တောင်ခံရနေတဲ့ကုကိုမှန်ထဲမှာကြည်ကကြီးနဲ့မိသွားသည်စပင်ကိုတေးချပုံသွင်းလိုက်ပြီးပြောင်းနေအောင်တိုက်ထားတဲ့ရှူးဖက်နဲ့အမေးရောင်လေးကိုစီကအောက်ထက်ကိုဆင်းလာခဲ့သည်အောက်ထက်ကိုရောက်တော့အဖွားရည်အမီရည်ကထမင်းစားစပွဲမှာကော်ဖီတောက်ရင်းစကားပြောနေကြသည် Morning ဖွားဖွား Morning မီမီအဲ့လူကောင်းရည်လားအိမ်မက်မသေးလားတာဟိုအဖွားကမီးတာကြောင့်ဒီမနက်မတ်တယ်အဖွားဒါပေမဲ့တားအတွက်အကျင့်ဖြစ်နေပါပြီစိတ်မပူပါနဲ့ဟိုအဖွားစိတ်မပူအောင်ပြောလိုက်ပေမဲ့စိတ်ထဲမှာတော့ရှုပ်နေစေမနက်စာစားပြီးအမီနဲ့အဖွားကိုနှုတ်ဆက်ကကျောင်းကိုကိုယ်တိုင်ကားမောင်းထွက်လာခဲ့သည်ကျောင်းရောက်တော့အာကာထက်နေလင်းနဲ့ဖူးဤတို့ကရောက်နေကြပြီးကျောင်းဆောင်လေကားမှသူ့ကိုစောင့်နေကြသည်ကားပေါ်ကဆင်းလိုက်သည်နဲ့ကျောင်းသူလေးများရဲ့အော်တန်ကစိုးကနေထွက်လာသည်ခန့်ညာတက်ရက်လုံးနေတဲ့တဖီးသားလေးကိုမြင်တော့ဘယ်မင်းကလေးကစိတ်မလှရှားပဲနေမလဲလीမိုးရိပ်ထဲကတော့တီတီငင်ငင်ပင်ကားပေါ်ကဆင်းလိုက်ပြီးလွယ်အိတ်ကိုလွယ်ကထက်နေလင်းတို့ထိုင်နေတဲ့စီကိုတွားလိုက်သည်ငါတို့တထီးသားလေးလာပြီးဟေးထုံးစံအတိုင်းလူမမြင်ရခင်ဘီးကကောင်မလေးတွေအတန်ကအရင်ကြားရတယ်စွန့်လုံးပါတယ်ကွာအာကာကလှမ်းစားလိုက်သည်မိုးရိပ်ကဒီနေ့ကျောင်းပထမဆုံးရက်မှာတယ်ဖင်နာပြီးကျောင်းတက်ချင်လားအာကာငါစိတ်ကြည့်နေတာမဟုတ်ဘူးလာမဆက်နဲ့လာအတန်းနဲ့သွားမယ်ပထမဆုံးရက်မှာတယ်နောက်မကြခြင်းဘူးဟုဆိုကတငယ်ချင်း၄ယောက်သားကျောင်းစာသင်ခန်းကိုလာခဲ့ကြသည်အာကာထက်နေလင်းဖူးဤဆိုတာကမိုးရိပ်နဲ့အထက်တန်းတွေကခင်တဲ့တငယ်ချင်းများဖြစ်သည်မိုးရိပ်အကြောင်းကိုသိကပြောမနာဆိုမနာပေါင်းကြသူများပဲမိုးရိပ်တက်ကတူတက်တော့သူတို့ကပါမိုးရိပ်နဲ့မေဂျာတူ business management လိုက်တက်ကြတဲ့တငယ်ချင်းတွေဖြစ်သည်မိုးရိပ်တို့ရဲ့ကျောင်းပထမဆုံးနေ့ကတော့ပျော်ပျော်ရွှင်ရွှင်နေပြီစာလည်းမတင်သည်ဆရာများနဲ့မိတ်ဆက်အတန်းသားချင်းမိတ်ဆက်ရင်စီနီယာများကိုနှုတ်ဆက်ကနေပြီးအချိန်ကုန်လုံးခေရတော့သည်